င်္ဂလာပါတကယ်ချင်းတို့အဲ့တော့မနေ့ကလည်းကျွန်တော်ရဲ့ fan တွေရောကျွန်တော်ရဲ့ member တွေရောကြပါတယ်နော်ဟောဆိုကျွန်တော်တည်ယူတဲ့ပွဲတွေအကုန်လုံးကနိုင်သွားတာနော်ဒါပေမဲ့ပွဲကုန်ယူတဲ့ member တွေကတော့တူရကီပါသွားတဲ့အတွက်ရထားပြီးမှပြန်ပါသွားပြီမယ်ရှုံးတာတော့မရှုံးဘူးပေါ့နော်ဆိုတော့ကျင်းနေပါတယ်မနေ့ကမှစဝယ်တဲ့ member တွေရောတပွဲချင်းဝယ်နေတဲ့ member တွေရော free fan တွေရောဟန်ချက်ညီနဲ့ဝင်ဖြစ်သွားတော့ကောင်းပါတယ်နော်ဝမ်းသာတယ်ကျွန်တော်ရဲ့ fan တွေအတွက်ဆိုတော့ဒီညမှာလဲကျွန်တော်ရဲ့ fan တွေအတွက်ပွဲကောင်းလေးတစ်ပွဲရွေးချယ်ပေးခြင်းလို့ကျွန်တော်ဒီဗီဒီယိုလေးကိုရိုက်တင်လိုက်တာပေါ့နော်တကယ်ကြီးလို့ဆိုတော့တောက်လျှောက် body ရေးကြီးရွေးချယ်ပေးလာတဲ့အပေါ်မှာဒီညကတော့ကျွန်တော်ရဲ့ fan တွေအတွက်ကျွန်တော်ကိုးပေါင်းလေးတစ်ပွဲရွေးချယ်ပေးခြင်းတယ်နော်ကိုးပေါင်းလေးဆိုတာနဲ့ကိုးပေါင်းလေးဆိုတာထက်ဒီကမ္ဘာဖလားမှာတကယ်ကျွန်တော်သတိထားမိလားမထားမိလားမသိကျွန်တော်တော့သတိထားမိတယ်အဲ့ဘာလဲဆိုတော့body တွေကျွန်တော်ရွေးပေးခဲ့တယ်နော်အောက်ကြီး body မှာမှအထက်ကြီးအောက်ကြီးဆိုတော့မော်ရိုကိုတို့ဘာလို့ကျွန်တော်ရွေးချယ်ပေးခဲ့တာပဲဘရာဇီးနဲ့တွေ့တဲ့အချိန်မှာเนาะမနေ့ကလည်းမော်ရိုကိုဘရာဇီးနဲ့အတွေ့မှာအတီးပဲကြာထားတဲ့အနေထားတစ်ခုမှာ 1C 2C ဆိုပြီးတော့မှကိုစကိုအတိအကျနဲ့ခံမှန်းပေးနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့ body အထက်ကြီးအောက်ကြီးကိုပေါင်းအောက်ကြီးဒီ၃မျိုးဒီကမ္ဘာဖလားမှာရွေးချယ်ပေးပြီးသွားတဲ့အပေါ်မှာဒီညမှာတော့ကျွန်တော်ကိုးပေါ်တပွဲရွေးချယ်ပေးခြင်းပါတယ်တကယ်ချင်းလို့เนาะဒါကလည်းbody အထက်ကြီးအောက်ကြီးနဲ့ကိုးပေါင်းအောက်ကြီးခံမှန်းပြီးလို့ကိုးပေါ်ရွေးချယ်ပေးခြင်းတာမဟုတ်ပါဘူးကိုးပေါ်ရွေးချယ်တဲ့ပွဲတပွဲလဲတွေ့ထားတယ်လို့ပေးခြင်းစိတ်ဖြစ်နေတဲ့အပေါ်မှာကိုပြန်ပြီးတော့သုံးသပ်လိုက်တော့ငါဒီနေ့ကမ္ဘာဖလားမှာတော့ငါရဲ့ fan တွေအတွက်ကိုးပေါင်းအပေါ်တပွဲမှာရွေးချယ်မပေးရသေးပါလားဆိုတော့တတိရလို့เนาะတကယ်ချင်းလို့ဆိုတော့ဘယ်ပွဲလဲတကယ်ချင်းလို့မေးရရှိပါတယ်เนาะဘယ်ပွဲလဲဆိုတော့အဲ့မှာည7ခွဲမှာကန်မဲ့နယ်သာလန်နဲ့ဆွီဒင်ပွဲเนาะတကယ်ချင်းလို့အဲ့ပွဲမှာကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်เนาะဂိုးပေါင်းပေါ်ကြိုက်ပါတယ်ဘာကြောင့်ဂိုးပေါင်းအပေါ်ကြိုက်ပါလဲလို့ပြောရလဲဆိုတော့ဂိုးပေါင်းကတော့ကျွန်တော်အမြင်အရပြောရမယ်ဆိုလို့ရှိရင်တကယ်ချင်းလို့မိနစ်90အတွင်းမှာ3ဂိုးနဲ့3ဂိုးအထက်ဖြစ်မယ်လို့ယူဆပါတယ်เนาะနယ်သာလန်ကလည်းပထမပွဲမှာတကယ်ချင်းတို့သိပဲလေဒါဂျပန်နဲ့တူတူတည်ကြခဲ့တဲ့အပေါ်မှာဒီပွဲမှာနယ်သာလန်လည်းယုံလာမှာနောက်တစ်ချက်အဲ့ဒါဘာလဲဆိုတော့နယ်သာလန်နဲ့တွေ့တဲ့စတူဂျင်ကလည်းကျွန်တော်တို့တူနီးရှားကို 1-5 နဲ့နိုင်ခဲ့တဲ့ပွဲကိုကြည့်ချင်းအဖြစ်တိုက်စစ်အားရှိနေတာတော့တွေ့ရတယ်เนาะဆိုတော့နှစ်သင်းစလုံးဟာတိုက်စစ်လည်းရှိတယ်ဂိုးရအောင်လည်းဖန်တီးထားနိုင်တယ်အဲ့လိုဂိုးရထားအောင်ဖန်တီးထားနိုင်ခြင်းတိုက်စစ်ရှိနေခြင်းရဲ့နောက်ွယ်မှာဂိုးတွေဘာလို့ရနေလဲနောက်တလန်းရှေ့ကိုတလန်းတိုးကြည့်တဲ့အခါမှာဘာလို့သွားတွေ့လဲဆိုတော့နောက်ထပ်တလန်းတိုးကြည့်တဲ့အခါမှာဒီဂိုးတွေရအောင်ဖန်တီးပေးနေတဲ့ကွင်းလေတွေပါရှိနေတယ်ကွင်းရှိနေကွင်းလေတွေလည်းအရေးချင်းပြည့်မိနေအောင်သွားတွေ့ရတဲ့အနေအထားတစ်ခုမှာကျွန်တော်တို့ဒီညနယ်သာလန်နဲ့ဆွီဒင်ပွဲကိုမိနစ်90အတွင်း3ဂိုးနဲ့3ဂိုးထပ်ဖြစ်မယ်လို့ယူဆပါတယ်เนาะဆိုတော့နယ်သာလန်နဲ့ဆွီဒင်ပွဲကိုဂိုးပေါ်ရွေးပြပါတယ်တကယ်ချင်းတို့အနေနဲ့ရောဒီနယ်သာလန်နဲ့ဆွီဒင်ပွဲနဲ့ပတ်သက်လို့ပေါ့နော်ဂိုးရလက်အဖြစ်ဘယ်နှဂိုးလောက်ဖြစ်မယ်လို့ခံမှန်းတယ်လဲကွန်မန့်ဘောက်မှာတစ်ချက်လောက်ဝင်ရောက်ဆွေးနွေးပြခဲ့ကြပါဦးเนาะတကယ်ချင်းတို့โอเคအဲ့ဒါပဲเนาะတကယ်ချင်းတို့ဘိုင်ဘိုင်နောက်မှတွေ့ကြတာပေါ့เนาะ